တွင်းတဲ့ခါကျတော့မှထပ်ပြီးဟုတ်အေးရပြပါလိမ့်ဟုတ်ဒီပြန်ချင်းမို့တော့ဟိုအဲ့လိုမျိုးတမီးသူ့ဆိုတာကိုဒီကင်းနဲ့အဆင်ပြေရနော်ဟုတ်ကဲ့ကိုအခုနားထောင်ဟုတ်ဟုတ်စုံနေကြလို့ဖြစ်သွားပါပြီသူကတော်တော်ဆူထားတော့ကျင့်သွားတော့လေဟုတ်အေးရကလေးအောင်ရနေမယ်တကယ်